တက္ကသိုလ်ကကျောင်းသူလေးတွေဟာဆရာတစ်ကိုရေနဲ့ပတ်ဖို့စုပေါင်းကြံစီခဲ့ကြပါတယ်။ဒါကိုကျောင်းသားလေးတွေမြင်တဲ့အခါဆရာကိုကာကွယ်ပေးဖို့ထီးတွေအတီးတီးမိုးပေးခဲ့ကြတာကြောင့်ကျောင်းသူလေးတွေအရန်ဒေါသထွက်သွားကြတယ်။ဆရာတန်းထဲရောက်တဲ့အခါပိုက်ကွန်အကြီးကြီးတစ်ခုကဆရာစီတန်းတန်းမတ်မတ်ပြန်လာပေမဲ့ဆရာကကြိုတင်တတိထားမိနေပါတယ်။ဆရာကပလတ်စတစ်ပေတံတစ်ခုကိုကောက်ကင်ပြီးပိုက်ကွန်ကိုဖျက်ချလိုက်တယ်။အဲ့ဒီနောက်မှာကျောင်းသူလေးတွေကသူတို့ရဲ့ကျောင်းလက်အိတ်တွေနဲ့ဆရာကိုထပ်ပစ်ကြပြန်တယ်။ဒါပေမဲ့ဆရာကလက်ကိုအနောက်ဘက်ကိုအမြန်ဝေးရမ်းလိုက်ပြီးလွယ်အိတ်အားလုံးကိုသူတို့စီပဲပြန်လည်ရောက်ရှိသွားအောင်လုပ်လိုက်ပါတယ်။ကျောင်းသားတစ်ယောက်ကကျောင်းသူတွေကိုရှောက်မလုပ်ဖို့တားမြစ်လိုက်တယ်။အဲ့ဒီကျောင်းသားဟာအရင်ကအရန်ဆိုးသွမ်းတဲ့သူဖြစ်ခဲ့ဘူးတာကြောင့်ကျောင်းသူတွေအံ့အားသင့်သွားကြတယ်။အရင်ကသူဟာဆရာကလတ်ထိုင်ပေါ်မှာကော်ရီတုတ်ထားတဲ့အပြင်သင်ခန်းစာပို့ချနေချိန်မှာလည်းအမြဲတမ်းနှောက်ယှက်တတ်သူပါ။ဒါပေမဲ့ဆရာကဒါတွေကိုကြိုသိနေတာကြောင့်သူတစ်ခါမှမအောင်မြင်ခဲ့ပါဘူး။တနေ့ညနေဆရာအလုပ်ဆင်းချိန်မှာတော့အဲ့ဒီကျောင်းသားဟာဆရာကားထဲမှာဘုံတူတစ်ခုထည့်ထားခဲ့ပါတယ်။ဆရာရှက်ကွဲတာကိုကြည့်ဖို့အတွက်လည်းလူတွေကိုခေါ်ထားခဲ့တာပါ။ဆရာကဒါဟာနောက်ပြောင်တာဆိုတာကိုကြိုသိထားပေမဲ့ကားထဲဝင်လိုက်တဲ့အခါမှာတော့ဘုံအတုဟာဘုံအစ်စ်နဲ့လဲလှယ်ခံထားရတာကိုတွေးလိုက်ရတယ်။ဆရာကကားပေါ်ကအမြန်ခုန်ဆင်းပြီးလူအားလုံးကိုဘေးလွတ်ရာရှောင်ခိုင်းပါတယ်။ကျောင်းသားတွေကတော့ဆရာကြောက်နေတာလို့ပဲထင်ပြီးဆရာကိုသူရဲဘောကြောင့်သူလို့လှောင်ပြောင်ခဲ့ကြတယ်။ဆရာကလူတိုင်းကိုအမြန်ပြေးသွားပြီးမှောက်နေဖို့ပြောပါတယ်။ဘုံတကယ်ပောက်ကွဲသွားတဲ့အခါမှသာဆရာဟာသူတို့အသက်ကိုကယ်တင်ခဲ့မှန်းအားလုံးသိသွားကြတယ်။အဲ့ဒီအချိန်ကစပြီးကျောင်းသားလေးတွေကဆရာစကားကိုတိတိကျကျနားထောင်လာကြပေမဲ့စိုးသွမ်းတဲ့ကျောင်းသူလေးတွေကတော့ရှိနေစေပါ။တနေ့မှာတော့ကျောင်းရဲ့အလှပကလေးလေး Campbellsville ကျောင်းလာတဲ့လမ်းမှာလူမိုက်တစုနဲ့တိုးပါတယ်။သူမအရန်ကြောက်သွားပြီးလူမိုက်တွေကိုတွန်းဖယ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့သူတို့ကလမ်းကိုအကုန်ပိတ်ထားပါတယ်။လူမိုက်တစ်ယောက်ကသူမရဲ့စပင်ကိုဆွဲပြီးနမ်းရှုံတဲ့အထိလှုပ်လာတာကြောင့်သူမကအတင်းတွန်းဖယ်ပြီးထွက်ပြေးပါတယ်။လူမိုက်တွေကဒေါသတကြီးနဲ့နောက်ကနေမစုံမနစ်လိုက်ကြတယ်။ကျောင်းသားနှစ်ယောက်မြင်ပေမဲ့လည်းကြောက်တာကြောင့်ဝင်မကူညီပဲထွက်သွားကြပါတယ်။လူမိုက်တွေသူမကိုဖမ်းမိခံဒီမှာပဲဆရာရောက်လာပါတယ်။ဆရာကကျောင်းသူလေးကိုနောက်မှာထားပြီးလူမိုက်တွေကိုတိုက်ခိုက်ပါတော့တယ်။ခဏအတွင်းမှာပဲလူမိုက်အားလုံးရှုံးနေပြီးကြောက်လန့်တကြားထွက်ပြေးသွားကြတယ်။အဲ့ဒီအချိန်ကစပြီးကျောင်းသူတွေဟာဆရာကိုနောက်ပြောင်တာတွေမလုပ်တော့ဘူးဆုံးဖြတ်လိုက်ကြပါတယ်။ဒါပေမဲ့တနေ့မှာတော့ဆရာစာတင်နေတုန်းကျောင်းမှာအဆိုးဆုံးလို့နာမည်ကြီးတဲ့ကျောင်းသားအတန်းတွေကိုဝင်လာပါတယ်။နောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့သူတို့ရဲ့ဇလန်းတစ်မှာဆက်လက်ပြောပြပေးပါမယ်။